ဒီနေ့မှာတော့မကဘန်းနာ shopping mall အနေနဲ့မှာရှိတဲ့လုံးချင်းအရာလေးကိုကျွန်တော်လိုက်ပြမှာဖြစ်ပါတယ်။အခုပြတဲ့အိမ်လေးရဆိုလို့ရှိရင်အိမ်ခန်းလေးခန်းရေကျွမ်းအိမ်သာလေးခန်းနဲ့ကားပါကင်နှစ်စီးစာရိုက်လို့ရမှာဖြစ်ပါတယ်။အိမ်ထဲကိုဝင်လိုက်တာနဲ့လင်းမင်းအေးရကအကျယ်ရှိမယ်။အရှိမဆိုရင်တော့အလုပ်အတွက်တည်တံ့ထားတဲ့အခန်းလေးရှိမယ်ဗျ။ဒီနားလေးမှာဆိုရင်တော့ dining table နေရာလေးရှိမယ်။ကျွန်တော်ရဲ့ဘယ်ဘက်ချမ်းမှာဆိုရင်တော့ close kitchen ရှိပါမယ်ဗျ။ဒီကနေထွက်လာမယ်ဆိုရင်တော့ကားပါကင်နှစ်စီးစာရက်လို့ရတဲ့နေရာလေးရှိမယ်။ဒီနားလေးမှာဆိုရင်တော့ပရွန်တခန်းရှိပါမယ်ဗျ။သူ့ရဲ့ကဲရမှာပဲခွန်ဝန်းထောင်းလိုက်ရှိမယ်။အပေါ်ထက်ကိုသွားကြည့်ရအောင်။အပေါ်ထက်ကိုရောက်လာနဲ့ဘဲဘက်ချက်မှာဆိုရင်တော့ဒုတိယမြောက်အိတ်ခမ်းရှိမယ်။သူ့ရဲ့ကဲမှာပဲရေချွမ်းအိမ်သာတွဲပါတယ်။တတိယမြောက်အိတ်ခမ်းရှိပါမယ်။ဟိုဘက်ကိုဆက်သွားလိုက်မယ်ဆိုရင်တော့မဆာဘတ်ရွန်ခန်းရှိမယ်။မဆာဘတ်ရွန်ခန်းထဲမှာဆိုရင်ဘေဂိုနီကအကြီးရှိမယ်ဗျ။ဝေါ်အင်ကလိုဇက်ရဲ့ရေချွမ်းအိမ်သာကတွဲရဖြစ်ပါမယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကိုလိုနဲ့လုံးချင်းကိုဝယ်မယ်ဆိုပါကထွက်ဆန် Promin Thailand Property ကိုဆက်သွယ်လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။